အလုပ်လိုက်ရှာအလုပ်ငါ့ကိုအလုပ်တစ်ခုပေးတယ်မင်းလုပ်မလားဘာလုပ်ဘူးရန်ကုန်တလိษံဥယျာဉ်မှာလုပ်ရမှာဘာလုပ်လို့ကောတစ်လားကို1000ခွဲလောက်ရဟေ့ကော1000နဲ့ရငါလုပ်တယ်သူတို့မင်းအချိန်ပိုင်းပဲတနေ့ကုန်သွားပြီးထိုင်ဆောင်နေစရာမလိုဘူးဘာလုပ်ရန်ကုန်တလိษံဥယျာဉ်မှာဝေပွဲကိုနှုတ်တက်ရမယ်အေးမင်းကုမ္ပဏီမှာရှိတယ်ကုမ္ပဏီအေးငါမလုပ်တယ်လို့မလုပ်ရတာဘာလို့သူတို့ကကုမ္ပဏီမှာမင်းဒီပြင်ဘာမှမလုပ်ကားမောင်းတိုင်ရဟာဟေ့ကောငါပဲကားမောင်းအဝန်တန်ကျွမ်းနေကောလိုင်စင်ရှိတယ်ဟာလိုင်စင်အညိုနော်အနက်ပါမရှယ်လိုင်စင်ကအညိုဩဒီလိုပေးတာအညိုဩဟုတ်သားပဲမင်းကားမောင်းတတ်တာပဲအဝန်တန်ကျွမ်းနေဟာမင်းကုမ္ပဏီမှာဟုတ်လားကုမ္ပဏီမှာလုပ်ရမှာကားမောင်းတိုင်ရကုမ္ပဏီမှာအေးလာကတော့မပေးဘူးလေလာကမပေးတော့တို့တစ်ဖွဲ့လုံးပေါ့ဟုတ်ကဲ့ရွာရောက်ရင်ကျွန်တော်ဟာစားမလားကိုဟာကိုစားမလားဒါမှမဟုတ်ရွာထဲမှာရှောက်ပတ်စားမလားကျွန်တော်ဟာစားချင်စားလိုက်စားမလားကျွန်တော်ဟာစားမလားဒီပေါ့ဗျာကိုဟာကိုစားမလားနည်းနည်းစဉ်းစားဗျာရှောက်ပတ်စားမလားနည်းနည်းစဉ်းစားဗျာရှောက်ပတ်စားမလားဒီပေါ့ဗျာခင်ဗျားမှာရှောက်ပတ်ပြီးစားခင်ဗျားကျွေးတဲ့ရင်ပြည့်စရာတွေဗျာအဲ့ဒါကြောင့်ဝါလို့ရပါမလားဗျာရတယ်ရင်နွေးလေးနဲ့ဖြောစားဟာကိုကခင်ဗျားစားရင်ခင်ဗျားလည်းရေမချိုးတာဘာလို့ရေမချိုးရမှာလဲခင်ဗျားစားရင်လေမျိုးကိုကကိုစားတော့လည်းမမီဘူးဗျာဂျွန်းပါတိုင်ရင်မိပါတယ်မဟုတ်ဘူးကိုကကိုစားတော့အလင်းမမီဘူးဗျာအဲ့တော့ရှောက်ပတ်စားရင်လေရှောက်ပတ်စားတော့ကောင်းမှာမဟုတ်လေတရွာလုံးဝိုင်းပြီးကျွေးမှာပေါ့ဟာတွိုင်းလိုက်ကျွန်တော်ဗမာလိုပဲပြောတော့မယ်ဟုတ်ကဲ့ကျွန်တော်လိုချမ်းသာတာစကားတက်တဲ့ပုံကိုများအောက်မှာဖာကောင်းပါလိမ့်မယ်3-4ယောက်လောက်ပါပါတယ်တဲ့အခုလှုပ်ရှားနေတော့ပါကောင်းပါလိမ့်မယ်ပါကောင်းပါလိမ့်မယ်ကျွန်းတော်တော့မရှိတော့ဘူးကြံငင်းနေဖြစ်ကုန်ပြီတဲ့ခုတ်ရောင်လို့ကျွန်းတော်တို့ကျွန်တော်တို့ချမ်းပြည်နယ်ကဲချမ်းလည်းစောင်းသားခြုံထားလိုက်တော့ချမ်းပြည်နယ်ရှမ်းပြည်နယ်တောင်ဟာကျွန်တော်အဲ့လိုဖြစ်နေတယ်တိုတိုလေးနဲ့တောင်မြတ်မတိုတိုလေးနဲ့တောင်တိုတဲ့တောင်တောင်ဟိုမှာနေတဲ့ရှမ်းချမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင်ရောစောဘကရှမ်းလူမျိုးတွေနဲ့ဟုတ်ကဲ့ပေါင်းဖက်ပြီးတော့ဟုတ်ကဲ့သွေးချင်းနီနဲ့ရှမ်းကြီးကဘာမှလို့သိမပြောတတ်ဘူးနော်သိမပြောတတ်ဘူးဗျဘယ်နေရမင်းတကူအေးမင်းနေတယ်ဘယ်နေရလဲလို့မင်းတကူဟုတ်မင်းနေတယ်မင်းဘယ်နေရလဲလို့မင်းတကူဟဲ့ကောင်ငါစိတ်ရှိတယ်နော်မင်းကငါမေးနေတယ်မင်းဘယ်နေရလဲလို့ငါမေးနေတယ်ဆရာကြီးကျွန်တော်ရွာနမမင်းတကူကြောက်မင်းတကူရွာမင်းတကူရွာအထက်ဘက်ကလားဟုတ်ကဲ့ကျွန်တော်အထက်ဘက်ကဟုတ်ပြီမင်းဖေးနာမယ်မပြောဟမ်ပြောရမယ်လေလူကြီးကမေးနေတာမင်းဖေးနာမယ်မသိလို့မပြောဘူးပြောဟဲ့ကောင်မင်းအဖေနာမယ်ပြောလားမပြောလားမပြောဘူးလို့ကြောက်ပြောတော့မဟုတ်ဘူးဆရာကြီးကျွန်တော်ဖေနေမှာဦးမပြောဘူးသေးရရှာလို့ကွာနာမည်ကဦးမပြောဘူးထားပါတော့ငါတော်တော်စိတ်ရှိတယ်နော်မင်းအမေနာမယ်ပြောမသိဘူးဟဲ့ကောင်ကိုမွေးရမေးတော့မသိဘူးလားမင်းအမေနာမယ်ပြောမသိဘူးပြောလို့ငါပြောနေတော့ကျွန်တော်မေနေ